ကြိုက်ရတစ်ခုကိုရွေးပေါ့နော်ဒါပထမဆုံးဟာဖိုင်1အလေကောင်ကတခါလေးရဖိုင်2နောက်ဆုံးဖိုင်လေးရဖိုင်3ပေါ့နော်အခုဗီဒီယိုထဲမှာပေါ့နော်ဘေးနာ noise တွေနည်းနည်းပါတော့လို့ရှိရင်တိခံပြီးနားထောင်ပေးပါဆောင်းတွင်မှာပေါ့နော်မိုးနည်းနည်းရွာနေလို့မိုးတန်လေးတဖြောက်ဖြောက်ပါရင်တော့တိခံပြီးနားထောင်ပေးပါလို့အချင်းပြုချင်ပါတယ်ဆိုတော့ okay ဖိုင်လေးမရွေးရလို့ရှိရင် video pause လုပ်ပြီးတော့ရွေးလို့ရပါတယ်ဖြစ်နိုင်အပိုင်းကိုတစ်ခုပဲရွေးပါပေါ့နော် energy draw ဆိုလို့ရှိရင်အရင်ကိတ်မကောင်းဘူးပေါ့နော်ဒါကြိုတင်ပြီးတော့မြစ်တာရိုက်ခံကြပါမယ် okay ရွေးပြီးပြီလို့ထင်ပါတယ်ဆိုတော့ဒါကတော့ Pi 1မှာပေါ့နော် Pi 1နေအတွက် reading ပဲဖြစ်ပါတယ်ဆိုတော့ Pi 1မှာဒီ Empress က Six of Swords က The Tower ရဲ့ဒီအောက်က Knight of Cups ကဒါကတော့ layer oracle လေးပေါ့နော်ကိုဟိုတစ်ဖက်သူကပေးရင်ရဲ့ message ပေါ့နော်ဒီမှာတော့ဒီ oracle လေးက I challenge you to unpack your mind in meditation with the soul can and mind မင်းကိုအဲ့လိုမျိုးသူတခုခုပေါ့နော်ခရီးတော့မဟုတ်ဘူးကွာဒါ challenge တော့စိန်ခေါ်မှုတစ်ခုอ่ะကိုနဲ့သူနဲ့อ่ะတစ်ဖက်သူနဲ့อ่ะအဲ့လိုမျိုးအရေးချင်းပြိုင်နေကြပညာချင်းပြိုင်နေကြတာပညာချင်းပြိုင်နေဆိုတာကဥပမာsocial media လုံးနေဆိုလို့ရှိရင် तू ကလည်း social media လုံးနေလို့ကိုကလည်း social media လုံးနေလို့သိရမလားပူကောင်းတာကွာကိုနဲ့တစ်ခုကိုအဲ့လိုမျိုးတူတာ9000ဖန်တီးရမျိုးအဲ့လိုမျိုး challenge ခေါ်နေတာကွာ I challenge you to expand your mind မင်းစိတ်ထဲမှာအဲ့လိုမျိုးမပြင်းစင်သေးရသေးတဲ့အရာတွေပေါ့နော်မပြင်းထင်ရသေးတဲ့အရာတွေကိုအဲ့လိုမျိုးငါသိတယ်ပေါ့နော်ငါသိရဲ့ဆိုတော့ဒါကိုပြင်ဆင်ဖို့ပေါ့ကိုပေးရင်လည်း message ဖြစ်နိုင်တယ်ဆိုတော့ तू ကမင်းကိုအဲ့လိုမျိုး challenge လုပ်လာတယ်ဒီနေရာမှာ तू မင်းကို challenge ခေါ်တယ်ဆိုတာမင်းကသူ့ထက်နည်းနည်းလေးဟိုနှိမ့်လို့လည်းဖြစ်လိမ့်မယ်သိရမှာကိုကိုအဲ့လိုမျိုးနည်းနည်းလေးနောက်ထပ် level တစ်ခုကိုတင်ပေးနေတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ဒီလိုမျိုးဆိုလိုပါပေါ့နော် in meditation crave the soul can unwind နဲ့ဆိုတော့ meditation တရားထိုင်တာတွေပေါ့နော် meditation လုပ်ပြီးတရားထိုင်တာမျိုးတွေရတဲ့မင်းရဲ့အဲ့လိုမျိုးဟိုခန္ဓာစိတ်ဝိညာဉ်ပေါ့နော်မင်းခန္ဓာစိတ်ဝိညာဉ်ကိုပို့ပြီးတော့လွတ်လွတ်လပ်လပ်ဖြစ်စီရဲ့အရန်ရှုပ်ထွေးနေလို့ရှင်တရားထိုင်ပေါ့နော်ဒါမျိုးပြောရင်လားဆို तू ကကိုယ်လမ်းပြနေတဲ့လူတယောက်ပဲဒါကိုတစ်ဖက်သူပေါ့နော်လက်ရှိတွဲနေတဲ့သူဆိုလို့ရှိရင်ဒါကိုပေးနေတဲ့ message တွေပေါ့နော် okay ဆိုတော့ဒီမှာ तू ကလေနည်းနည်းလေးဟိုနာကျင်နေရလဲပါတယ်နာကျင်နေဆိုတော့ကိုက betray လုပ်တာမျိုးသိလားသစ္စာဖောက်တာမျိုးဟိုသူ့နောက်ဝယ်မှာကွာအဲ့လိုမျိုး तू မသိရအောင်တခြားအလုပ်တစ်ခုခုလုပ်ထားမျိုးကွာသိလားဟိုမှာ maybe သူမကြိုက်တဲ့အရာမျိုးပဲကွာဟိုမှာအရင်မတော့ပါနဲ့လို့ပြောတာမျိုးဒီမှာအရင်မတော့ပါနဲ့လို့ပြောတာမျိုးကွာမူရစီမတုံးနဲ့လို့ပြောတာမျိုးဆိုအဲ့လိုမျိုးတွေရဲ့solution လို့ရှိရင်တော့ဒါကို तू သိရပါတော့ကိုယ်တစ်ဖက်သူကသိရဖြစ်တဲ့အတွက်ကြောင့်မင်းမှာပေါ့နော်ပင်ကိုအရေးချင်းတွေရှိရတာနဲ့ဘာလို့ဒါမျိုးတွေလုံးနေရလဲနော်ဒါမျိုးတွေလုံးနေရလဲဆိုတော့တကယ်ဒါမင်းရဲ့အရေးချင်းတွေကိုမင်းမြင်နိုင်ခွင့်ရမယ်ဆိုလို့ရှိရင်မင်းရဲ့စိတ်ဝိညာဉ်ကိုပေါ့နော်လွတ်လပ်ခွင့်ပေးလိုက်ပါတဲ့ပြီးတော့ဖခင်တရားပို့လို့ပါဆိုပြီးတော့သူက message ထားတာပေါ့နော်ကိုဒီမှာ the empress ဆိုတော့ဒါတစ်ဖက်သူရဲ့ energy ပေါ့နော် the empress ကတစ်ဖက်သူရဲ့ energy ကိုကတော့ဒီမှာဒီ knight of cup ပေါ့နော်ဒီအောက်က knight of cup နဲ့ the tower နဲ့ကိုယ့် energy ဖြစ်နေမယ်ဟုတ်လဲဆိုဒါဆိုလို့ရှိရင် the tower အဲ့လိုမျိုးတစ်ခုခုပြောင်းလဲသွားလိမ့်မယ်နော် new beginning တော့မဟုတ်ဘူးမကောင်းတဲ့အရာတစ်ခုခုထပ်သွားတာနော်မကောင်းတဲ့အရာတစ်ခုခုကို release လုပ်လိုက်ရလွှတ်ချလိုက်ရမျိုးသိလားဒါမျိုးဖြစ်နိုင်တယ်ဆိုတော့မကြခင်မှာကောင်းလာဖို့ရှိတယ်သိလားတကယ်လို့ကိုကအဲ့လိုမျိုး wrong way ရောက်နေလို့ရှင်တော့မှကို right path ပေါ်ကို तू တင်ပေးလိမ့်မယ်တစ်ဖက် तू ကနော်ကိုကဥပမာ right path ပေါ်ရောက်နေရလို့ဆိုလို့ရှင်တယ်ကိုယ့်ရဲ့တစ်ဖက် तू တော့ပေါ့နော်ဒါ energy ကဒီအချိန်မှာ switch တော့ဖြစ်နိုင်တယ်ဆိုတော့ခံစားနေရကိုတို့မဟုတ်သူပေါ့နော်တယောက်ပေါ့တယောက်မှာတော့ဒီခံစားချက်ရှိရယ်ဆိုတော့ကိုကသူ့အမျိုး healing လုပ်ပေးနေရတယ်ဖြစ်နိုင်တယ်ဒါမှမဟုတ် तू ကကိုဒီလိုမျိုး meditation နဲ့ mindset ပိုင်းဆိုင်ရာ heal လုပ်ပေးမဲ့လူတယောက်ပေါ့နော်ဒါကလက်ရှိကိုနဲ့တွေ့နေတဲ့လူ
situation ship ထဲရောက်နေတဲ့သူတွေပေါ့နော်ဖိုင်ဝမ်နေအတွက်ပေါ့ဒါဆိုလို့ရှိရင်တခုခုပြိုကျပျက်စီးသွားပြီးတော့အသစ်တစ်ခုရောက်လာလိမ့်မယ်သိလားအန်ယူချာနေပေါ့နော်ခရီးတစ်ခုပဲဖြစ်ဖြစ်ရဝေးမှာလှုပ်သွားလှုပ်ရမျိုးပဲဖြစ်ဖြစ်ရောက်လာလိမ့်မယ်ကိုယ့်ရဲ့တစ်ဖက်သူကကိုယ်နဲ့ဝေးကွာနေတဲ့နိုင်ငံနိုင်ငံရပါတော့လူကဒါမျိုးဖြစ်နိုင်တယ် so okay ဒါကတော့ဖိုင်ဝမ်နေတဲ့အမျိုး reading ပေါ့နော် so ဖိုင်2လေးကိုကျွန်တော်သွားလိုက်အောင် so ဒါကတော့ဖိုင်နံပါတ်2ပဲတစ်ပိုင်းတော့လေးပေါ့နော်ဒီတကားလေးကိုရွေးထားတဲ့သူတွေကပေးချင်တဲ့ message ပေါ့နော် so okay ဖိုင်နံပါတ်2မှာပေါ့နော်ဖိုင်နံပါတ်2မှာ dimension ပါတယ်ပြီးတော့ဒီအလဲရ oracle လေးက inner power ဆိုတော့ oracle လေးပေါ့နော်ဒီဘက်ကတော့ကျွန်တော်တို့ tools of panic နဲ့ tense of panic နဲ့သဘောနဲ့ so okay ကိုအခုလက်ရှိပိုင်ဆိုင်ထားတဲ့ relationship ကပေါ့နော်ကိုနဲ့အခုတွေ့နေရတဲ့သူကိုနဲ့အခုလောလောဆယ်မှာရောက်နေတဲ့ situationship ပေါ့နော်ဒီထဲကလူတယောက်က dimension energy မျိုးနဲ့လူသူ့မှာအတတ်ပညာတစ်ခုခုတက်လိမ့်မယ်သိလားပြောရလို့ရှိရင် main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးခြီလေးထိုးတာပဲဖြစ်ဖြစ်တည်ရမှာပူးသားလေးထိုးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးကွာတည်လားတင်းတင်းချင်းတစ်ခုခုတက်လိမ့်မယ်ဆိုတော့ကိုနဲ့ဒီလိုမျိုးလာတွေ့ရတယ်ကိုတို့နှစ်ယောက်မှာအဲ့လိုမျိုးထူးခြားတဲ့ memory ရှိတယ်ဆိုတော့ပြောချင်တယ်ကွာတည်လားဆိုတော့ကိုတို့တွေ့လိုက်တဲ့အဲ့လိုမျိုးအမှတ်တရရနှစ်ယောက်လုံးမှတ်မိနေရမျိုးတည်လားဒီပိုင်း2ကတော့positive energy များတယ် energy ကောင်းတယ်ပေါ့နော်ဖိုင်ဝမ်လေးတွေကနည်းနည်းလေး broke နေ energy မျိုးရတယ်ကွာတည်လားဆိုတော့ကိုနဲ့ energy resonate ဖြစ်တဲ့ဖိုင်ကိုရွေးပါပေါ့နော်ဆိုဒါဆိုအဖြေကနည်းနည်းလေး conflict မဖြစ်တော့ဘူးဆို okay ဒီမှာတော့ inner power တဲ့ဒါတော့နှစ်ယောက်လုံးတော့ပေးရင်လည်း message မျိုးပေါ့နော် universe ကလာတာဖြစ်လိမ့်မယ်နော်ကိုယ့်ရဲ့ angel တွေ separate တွေလာဖြစ်လိမ့်မယ်When you are on common, you prove yourself here. At this moment in life, you have nothing to fear. မင်းရဲ့ဥဆောင်မှုတွေပေါ့နော်မင်းရဲ့ဥဆောင်မှုတွေမင်းရဲ့ခန္ဓာကိုယ်တွေကိုအခုချိန်မှာတည်ဆောင်လာလိုက်တယ်သိလားကို့မှာကွာကိုက comment လုပ်လို့ရတဲ့ energy မျိုးနဲ့လူယောက်ျားလေးဆိုလို့ရှိရင်သိလားလာကိုကလာတော့ငယ်သားတွေဝန်ထမ်းတွေကိုကွာပြောရလို့ရှိရင်ဥဆောင်နိုင်တယ်ဒါမျိုး energy ဆိုလို့ရှိရင်လက်ရှိမှာပြက်ပြက်သားသားလုပ်လိုက်ပေါ့နော်ပြောရရှိရင်ပြောပေးလိုက်မှားနေရရှိလို့ရှိရင်လမ်းပြပေးလိုက်ပေါ့နော်ဒါမျိုးကို main ရဲ့အဲ့လိုမျိုးပေါ့နော် main ခန္ဓာကိုယ်မှာအခုချိန်ကိုတည်ဆောင်လာမှာတဲ့သိလားဒီခိုက်တက်လေးဒီဘဝထဲမှာရှိနေရဖြစ်တဲ့အတွက်ဒီခိုက်တက်မှာမင်းရဲ့ဘာမှပေါ့နော်ကြောက်စရာမလိုဘူးတဲ့သူတရားလုံးရှိရဲ့သိလားဘေးနာကိုသဘောတဲ့နော်အရင်မှရဲ့သိလားဒါလုံးဝ perfect ခက်ပဲလေနော်ဆောင်းရမ်းကျန်းကိုတော့အားကြလာရေ oh my god ကျွန်တော်ရိုင်းဝါရှိခွန်းတော့ပါနော် sorry ပါကျွန်တော်တကယ်အဲ့လိုမျိုး energy အဲ့လိုမျိုးရလိုက်လို့ဆိုဖိုင်တုံးလေးရွေးလို့တွေက oh my godness ဆိုတော့ဒါထန်းသောပန်နီကယ်ဆိုတော့အိမ်အောင်ကြပြီးရဲ့လူတွေတောင်ဖြစ်နိုင်တယ်နော်ကိုတို့နှစ်ယောက်က engagement sorry maybe live တွေကလူတွေနော်ကလေးလေးတွေလည်းပါတယ်ဒီမှာထန်းသောပန်နီကယ်မှာကလေးလေးတွေလည်းပါတယ်เนาะတရိတ်ဆန်လေးတိလေးတွေအဲ့လိုမျိုးခွေးလေးတွေလည်းပါတယ်ဆိုတော့ maybe ကိုယ့်ရဲ့အဲ့လိုမျိုးဘယ်လိုပြောမလဲဟုံးဆွေဟုံးပေါ့နော်ဟုံးဆွေဟုံးလေးမှာကြည်နေတဲ့လူမျိုးတွေဖြစ်နေမယ်ဆိုတော့အသက်လည်းငယ်ကြအောင်ပဲထင်တယ် maybe 30ပတ်ချလဲရပါတော့30 under 30နဲ့32ကြာပေါ့ဆိုတော့ဒီလိုမျိုးဖြစ်နေမယ်2ဆော့ဖန်ကြီးရဲဆိုတော့ခုနကလိုပြောလိုမျိုးပေါ့နော်ကိုရိုနီယောတွေးလိုက်တဲ့ကိုရိုနီယောစုံစည်းမှုဟာအရန်ဟို perfect ဖြစ်လုံးသွားကြည့်တယ်မေးလို့မရတဲ့ memory များရပါတော့တကယ်ဒါကတော့ relationship ထဲရလူတွေဒီကိုအခုတွေ့နေရတဲ့လူတွေတော့ပေါ့ single ရဲ့အတွက်ကတော့မကြခင်မှာကိုနဲ့တွေ့လာနိုင်မဲ့လူကကိုကိုအရန်ချစ်ပေးတယ်မှာသိလားဒီအချိန်မှာကိုကိုပေးနေတဲ့ message တွေကကိုကိုခုနပြောခဲ့သလိုပဲသိလားမင်းလုံးရှာရှိရင်လုံးလိုက်သိလား relationship ပြီးသားလူတွေဆိုလို့ရှိရင်တော့ဒါဘာမှပြောကြမလို့ကွာအိမ်အောင်ကြာပြီးသားလူတွေဆိုလို့ရှိရင်နော် relationship မရသေးတဲ့လူတွေဆိုကိုနောက်ထပ်တွေ့မဲ့လူ automation energy မျိုးနဲ့လူအတက်ပညာတစ်ခုခုတက်လိမ့်မယ် social media မှာအဲ့လိုမျိုး placement တစ်ခုခုနေရာတစ်ခုခုရတဲ့လူတော့မဟုတ်အဲ့လိုမျိုးကွာတကယ် reality 7နဲ့နေရာမျိုးမှာ
ပြောလို့ရှိရင်ခုနပြောတော့အထည်ချုပ်မှာကွာနေရတင်ပါအထည်ချုပ်လိုပုံစံမျိုးတွေတနေရာမှာပေါ့ကွာဆရာကြီးပေါ့ကွာဆရာကြီးဆရာမရန်တာကြည့်ပေါ့ကွာတိလားအဲ့လိုရဲမိုက်တယ်ကွာဒီဖိုင်တိုးလေး Okay ဆိုတော့ဒါဖိုင်တိုးတွေအတွက်ပေါ့ဖြစ်ပါတယ် The wall နော် The wall တဲ့ view site ပါနော်ကိုတစ်ဖက်သူကိုလည်းဘယ်သူပဲဖြစ်ဖြစ်ချစ်ပေးလိုက်ပါ Okay ဆိုတော့ကျွန်တော် point 3 လေးကိုတော့အောင် point 3 လေးအတွက်ဆိုတော့ဒါကတော့ဒီပိုင်းရွေးထားသူတွေပေါ့နော်ဒါ point 3 ပဲဖြစ်ပါတယ် point 3မှာဆိုလို့ရှိရင်ဒါ 3 so 1 the star ပြီးတော့ strength ace of cap ပဲပေါ့နော်အလင်ကတော့ဒါ oracle လေးကတော့ no map ဆိုရယ် oracle လေးပါ the nomadic wardener lime deep inside so take the leaf now don't crawl back and hide ဒီမှာကိုတစ်ဖက်သူကပေးထားတဲ့ message ပေါ့နော်ကိုရဲ့အခု relationship ပေါ့နော်သို့မဟုတ်နောက်လာမယ့် relationship ပေါ့နော်ဒါသူကပြောနေတဲ့ message ဖြစ်ပါတယ်တာမန်ပေါ့နော်တာမန်လိန်နေမှုတွေကမင်းရဲ့အတွင်းထဲမှာပေါ့နော်မင်းရဲ့အတွင်းထဲမှာရှိနေလို့ရှိရင်ဒါတွေကိုယူပြီးတော့မင်းအဲ့လိုမျိုးရှင်းထုတ်လိုက်ဖို့လိုနေပြီသိလားဟိုလိန်ထားတဲ့အရာရှိနေတော့ကွာကိုယ်ဓာကြီးကိုခံစားနေအောင်ကွာသိလားပြီးခဲ့တဲ့အတိတ်တွေ past တွေကိုအဲ့လိုပြန်ပြီးတော့တွေးနေရောဆိုလို့ရှိရင်ဓာကြီးကိုမင်းလှုပ်ကလုံးဝအမိုက်ဘုံတွေကိုပရိုဆိုလွတ်ပြလိုက်ဖို့လိုနေပြီကွာသိလားဒီမှာပြောထားကွာ don't crawl ကွာ don't crawl ဆိုတော့ crawl တော့ထွားတော့တာပါသိလားနောက်don't crawl back and hide တဲ့ဆိုနောက်ပြန်မလှည့်နဲ့ကွာသိနောက်ပြန်မသွားနဲ့ပေါ့နော်ပုံလဲပုံနေတယ်ကိုယ့်ရဲ့နှလုံးသားအိမ်ထဲမှာထည့်ပြီးတော့မသိမ်းထားနဲ့ကွာပြောချင်တာသိလား it seems like this နော်ဒါမျိုးကိုပြောချင်တာ okay ဒီမှာတော့ the star တဲ့သိလားကိုကလင်းလင်းမြန်မြန်လှုပ်ဆောင်မှုလိုနေတာသိလားကိုအဲ့လိုမျိုးကြည့်ရှုစောင့်ရှောက်နေတဲ့သူတွေလည်းရှိတယ်သိလားကိုကြည့်ရှုစောင့်ရှောက်နေတဲ့သူတွေရှိပါရဲ့နဲ့တကယ်ချင်းပေါင်းသွင်းမိတ်ဆွေလည်းရှိတယ်ကိုကတယောက်တည်းပဲနေရတာကိုသဘောကျတဲ့လူမျိုးလည်းဖြစ်နိုင်တယ်သိလားကိုမှတကယ်ချင်းနေရှိတယ်ကိုကတယောက်တည်းအဲ့လိုမျိုးတီးတဲ့လုံးဝသိလားအေးစစ်စစ်နေနေတဲ့လူမျိုးပါဒါပေမဲ့နေရမှာပါတဲ့သိလားဒါ single အတွက်ပြီးတယ်ပေါ့နော် relationship ဆိုလို့ရှိရင်ကျွန်တော်တို့ကျမ်းမာရေးဂရုစိုက်ပါတစ်ဖက်သူကမှားထားတယ် maybe ဒီချိန်မှာသူနည်းနည်းလေးနေမကောင်းဖြစ်တာမျိုးရာသီဥတုကလည်းနော်အခုကလည်းမမှန်ဘူးဆိုတော့လေတခြားနေရာမှာကိုရီးယားတို့အဲ့လိုမျိုးခနေတာတို့မှာဘယ်လိုနေလဲတော့မသိဘူးဆိုတော့သူတို့ဒီမှာလည်းရာသီဥတုမှာမှန်တာမျိုးပဲပေါ့နော် weather နည်းနည်း miss ဖြစ်တာလေးရောရှိမှာပေါ့ okay ဆိုဒီမှာ the star ရယ်နော်မကြခင်လို့အားလုံးပြန်ပြီးတော့အဆင်ပြေလာလိမ့်မယ်နော်3 so 1ဆိုလို့ရှိရင်ဒါကိုကသူ့စီကိုရမ်းသွားပြီးတော့တွေ့ကျင်နေတာသိတာကိုနှစ်ယောက်ဝေးကွာနေရကြနေပြီကိုကရမ်းပြေးပြီးတော့တွေ့ကျင်နေတာဒါအတွက်လည်းဆူတောင်းနေတာမျိုး energy ကိုရတယ်သိလားအမြဲဆုံးသေးရပါစေနော်အမြဲတွေ့ရပါစေဆိုလို့ရှိရင်ဖြစ်လာမှာပါတဲ့နော်တော်တော်ဆင်ပါကိုပဲဖြစ်သူပဲဖြစ်ကျမ်းမာရေးဂရုစိုက်ပါတဲ့နော် strength ဆိုတာကိုမှာခုခံနိုင်စွမ်းနေနော်ကိုဒီဝေးကွာမှုတွေကိုဘုံကခံနိုင်စွမ်းနေရှိရဲ့တဲ့နော်ကိုရဲ့တစ်ဖက်သူရဲ့ message ပေါ့နော်ဒါကိုနဲ့ energy resonate ဖြစ်ရင် claim လိုက်ပါဆိုတော့ဘယ်သူပဲဖြစ်ပေါ့နော်ယောက်ျားလေးပဲဖြစ် main ကလေးပဲဖြစ်ကြည့်နေတဲ့သူရဲ့ energy က point 3မှာနည်းနည်း energy drop ဖြစ်တယ်ကွာသိလားတချို့ပိုင်းနေခွာကြည့်နေလားတော့မသိဘူးသိလားအဲ့လိုမျိုး1ကြည့်လိုက်3ကြည့်လိုက်နေအဲ့လိုမျိုးလုပ်နေလို့ဆိုလို့ရှိရင်တော့ဒါကိုနဲ့သက်ဆိုင်တဲ့ energy ကို claim ပါပေါ့နော်ဆိုတော့ okay ဒါမှ oracle လေးကလည်းပြောထားတယ်ဆိုအရင်ကြီးပေါ့နော်လုံးဝ past တွေကိုအဲ့လိုမျိုးမတွေးနဲ့ပေါ့နော်ကျွန်တော်တို့တွေလည်းတခါတည်းတွေးတတ်ကြပါဒါပေမဲ့ကျွန်တော်တို့က split out လုပ်ရတာပဲသိလားကျွန်တော်ခေါင်းထဲကနေရှင်းထုတ်လိုက်ရတယ်နော်recycle bin ထဲကိုထည့်ရတယ်နော်မလိုအပ်တဲ့ရတယ်ဒီလိုမျိုးပေါ့နော်အမိုက်ပုံးတွေကိုထည့်ပြလိုက်ခုအတွက်ကိုစီကတခုခုထွက်သွားလို့ရှင်ဒါကိုနဲ့မထိုက်တန်လို့ကွာသိလားကိုမရသင့်လို့ပဲထားလိုက်ပူကောင်းတဲ့ຢာတစ်ခုရောက်လာသေးခြင်းလို့ပဲကို universe ကကွာသိတယ်ဒီတက်ပူကောင်းတဲ့နေရာတစ်ခုခေါ်ဆောင်သွားခြင်းလို့မကောင်းတဲ့ဟာတစ်ခုကိုစွန့်လို့ခိုင်းလိုက်တာသိလားကိုကဆူတောင်းနေရရှိတယ်ကွာကိုကဒီတက်ပူကောင်းတဲ့ຢာကိုလိုချင်တယ်အဲ့ဟာတော့ကိုလည်း universe ကကိုကိုဖြည့်ပေးဖို့လားလာရှိတယ်ကိုကဒီအဲ့အတိတ်တွေကိုပေါ့နော်ကိုနာကျင်လို့သွားတဲ့လူတွေလိန်သွားတဲ့လူတွေမမေ့နိုင်တာမျိုးပေါ့နော်ကြီးကြီးမားမားအဲ့လိုမျိုးနည်းနည်း trauma လေးရှိခဲ့ပုံရတယ်
ဟုတ်ပါတယ်ဒီမှာ ace of cup မှာဆိုလို့ရှိရင်အသေးနှလုံးလေးပေါ့နော်အသေးနှလုံးလေးကနည်းနည်းလေး heat ဖြစ်ဖို့လိုနေသိလားနေမကောင်းဖြစ်နေကွာပြောရလို့ရှိရင်တရားရောက်ကူစားပြီးမှရမယ်ဆိုတဲ့အရာအကြီးပေါ့နော်ဆိုတော့မကြခင်ဒီလိုမျိုးလူတယောက်ရောက်လာပါလိမ့်မယ်နော် the star energy နဲ့လူဆိုတော့အားလုံးကျင်းနှစ်သက်ကြမှာလို့ပြောနေပါတယ်ဒါတော့ fine 3လေးရဲ့ reading လေးပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းတယောက်ချင်းစီရရင်ကျွန်တော်ရဲ့ my spirit with you channel ကကျွန်တော်ကကျေးဇူးတင်ရှိပါတယ်ဆိုတော့အဆုံးထိကြည့်ပြီးလို့လည်းကျေးဇူးပါအားလုံးပဲ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like and subscribe လေးနဲ့ဖြစ်ကူညီပေးတော့လည်းရပါတယ်အားလုံးပဲနောက်ဗီဒီယိုတစ်ခုကြာမှပြန်တွေ့ကြမယ် bye bye guys see you in next video